ကျွန်တော်တို့ဒီနေ့ရောက်ရှိနေရတော့အဖြောင်ကောတော့ MM ရဲ့ရုံးခန်းပဲဖြစ်ပါတယ်ရုံးနဲ့မိတ်ဆက်ပြီးပါမယ်နော်ဆက်စချင်းမြည်ရည်တက်မှာဆိုလို့ရှိရင် client တွေလာရောက်တွေ့ဆုံတဲ့အခါ meeting လုပ်ပေးတာတွေ training ပေးတာတွေကိုလုပ်ပေးတဲ့အခန်းလေးပဲဖြစ်ပါတယ်အဲ့တော့တစ်ချက်လေးလိုက်ကြည့်လိုက်ရအောင်နော်နားမှာလည်း CD နဲ့ ID contact တွေရှိတဲ့အခန်းလေးတွေကိုတွက်ကြည့်လိုက်ရအောင်နော်နားလာမှာတော့ app.com.mm ရဲ့ setting ပဲဖြစ်ပါတယ် page ကလာတဲ့ inquiry တွေအကုန်လုံးကိုစာပြန်ပေးတာတွေရောအသေးစိတ်ဖုန်းဆက်ပြီးရှင်းပြပေးတာတွေပါလုပ်ပေးပါတယ်6မှာတော့ app.com.mm ရဲ့ ID contact တွေအလုပ်လုပ်တဲ့ workflow ပဲဖြစ်ပါတယ်လိုက်ကြည့်လိုက်ရအောင်နော်လေးရတော့အမှတ်7မင်းလာလမ်းမပေါ်ပေါ်ကျောင်းပလာတာဒီဝါစုမတိုင်းအမှတ်43ကျောက်ရှိမှရှိပါတယ်